လုံးမင်္ဂလာပါကျွန်တော်က Association Management Notes ကို PDF file နဲ့ download လုပ်ခိုင်းတာပါကြည့်လိုက်တော့ slide တွေက92ခုတောင်ရှိပါအဲဒီတော့ဒီကသင်္ကန်းသားတွေကပြောမှာနော် Association Management ကိုဒီတိုင်းသိနေလို့ကတော့အချိန်က time management ဆိုတာလည်းရှိတာဟုတ်အဲ့ဒါကြောင့်ကျွန်တော်အချိန်ကိုလေးစားသောအဖြစ်လူရင်းကိုပဲဆွေးနွေးသွားပါမယ်ဆွေးနွေးတာပါပြန်လာပို့ချတာဟုတ်ပါအဖွဲ့အစည်းဆိုတာကအမျိုးမျိုးရှိတယ်အဲ့တော့ association အပါအဝင် organization တွေနောက် department တွေဒါတွေကအားလုံးကအဖွဲ့အစည်းတွေပါပဲအဲ့တော့အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ management ဘာသာရပ်မှာ OM လို့လူတိုင်းသိကြပါတယ် management သင်တဲ့လူတွေ OM ဆိုတာ organization management ကျွန်တော်တို့ association management ဆိုတာကလည်းပဲ OM ပါပဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘာကြောင့်ကျွန်တော်ဒီမှာ association management ကိုဆွေးနွေးရတယ်လေဆိုရင်မရီဇာဆိုတဲ့ MRESA မရီဇာအသင်းကြီးဟာတနိုင်ငံလုံးမှာအသင်းသား15000လောက်ရှိနေပြီအဲ့ဒီ15000သောအသင်းကြီးရဲ့စီမံခန့်ခွဲရေး management ကိုဒီအသင်းမှာလာရောက်ပြီးတော့အသင်းဝင်ထားကြတဲ့အသင်းဝင်တွေထဲမှာအသင်းခေါင်းဆောင်တွေရှိလာတယ်ဒီအသင်းခေါင်းဆောင်တွေဟာကိုယ်အသင်းရဲ့ရည်ရွယ်ချက်ကိုပြည့်မြောက်ဖို့အတွက်ကောင်းကောင်း manage စီမံခန့်ခွဲတတ်ရပါမယ်အဲ့တော့ဒီနေရာမှာအသင်းသားတွေကိုယ်တိုင်စီမံခန့်ခွဲခြင်းဒီကအသင်းသားတွေအားလုံးစီမံခန့်ခွဲခြင်းမှာတာဝန်ရှိတယ်အဲ့တော့ဘယ်လိုပုံစံနဲ့အသင်းမှာစီမံခန့်ခွဲတဲ့ဆိုရင် sub committee တွေဖွဲ့တယ် commission တွေဖွဲ့တယ်နောက် task force လက်ရုံးအဖွဲ့တွေဖွဲ့တယ်လိုအပ်တဲ့အဲ့ဒီလိုအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒီအသင်းကြီးအတွင်းမှာခုနပြောတဲ့ sub committee တွေ commission တွေလက်ရုံးအဖွဲ့တွေဖွဲ့ပြီးတော့အသင်းရဲ့လုပ်ငန်းတွေကိုစီမံခန့်ခွဲရတာဖြစ်ပါတယ်အဲ့တော့ဒီအင်ချမ်းမြေအသင်းလိုအသင်းကြီးဟာကမ္ဘာမှာဒီ NAR ဆိုတာခုနပြောသွားပါတယ် National Association of Realtors ဆိုတာကအင်ချမ်းမြေလုပ်တဲ့သူတွေကို Realtor လို့ခေါ်ပါတယ်ဒါအမေရိကန်အသုံးအနှုန်းစင်ကာပူမှာလည်းသုံးတယ် Real Estate Agent ဒီလိုလည်းသုံးပါတယ် Agency အဖွဲ့အစည်းအနေနဲ့ဆိုရင် agency လို့သုံးပါအဲ့တော့နောက် broker လို့လည်းသုံးတာပါပဲအဲ့တော့ဒီ member တွေကဒီကမ္ဘာမှာနိုင်ငံတကာ real estate အင်ချမ်းမြေလုပ်ငန်းလုပ်တဲ့အသင်းကြီးမှာအသင်းကြီးနာမည်ကနိုင်ငံတကာအသင်းကြီးနာမည်မှာထင်ရှားတဲ့အသင်းကြီးနှစ်ခုလုံးက NAR အမေရိကန်မှာအခြေစိုက်တဲ့NAR အသင်းကြီးနဲ့ပြင်သစ်နိုင်ငံ Nice မြို့မှာဥက္ကဋ္ဌပြောသွားပါတယ်အဲ့ဒီ FFC ဆိုတဲ့အသင်းကြီးဟာနိုင်ငံတကာအင်ချမ်းမြေအသင်းတွေပါအဲ့တော့ဒီနေရာမှာဒီ FFC မှာဆိုရင်အသင်းသားပေါင်းတသန်းနဲ့9သိန်းကျော်သိန်းပေါင်း150နော်တသန်း15သန်းနဲ့ကျော်ရှိပါတယ်အခုလက်ရှိမှာအဲ့ဒီအတိုင်းပဲဒီ NAR မယ်လေNAR ကသူ့ရဲ့ association တွေကိုဖွဲ့ထားတာ9000ကျော်ရှိတယ်အဲ့လောက်ကြီးကျေပြန့်တဲ့အသင်းကြီးတွေမှာဒီ management ဆိုတာတိတ်အရေးကြီးလာတယ်အရေးကြီးလာတဲ့အတွက်ကြောင့်ဘာကြောင့်အရေးကြီးတယ်လဲဆိုတော့ဒီကျွန်တော်တို့
association ရဲ့လို့ဖြစ်လာရင်ဘယ်နိုင်ငံမှာမဆို association becomes political သူကနိုင်ငံတော်ရဲ့အရေးကိစ္စဖြစ်လာတယ်နိုင်ငံတော်နဲ့ပတ်သက်တဲ့ political နော်နိုင်ငံအရေးနိုင်ငံတော်ရဲ့အရေးနဲ့ပတ်သက်လာတယ်ဒါကြောင့် association တွေဟာအရေးကြီးတယ်လို့ပြောတာပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့ငွေကြေးမြန်မာနိုင်ငံမှာဆိုရင်ဒီကအသင်းသားတွေသိပါတယ်ငွေကြေးခွာချမှုနဲ့အကျန်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖြတ်ရေးဆိုတဲ့လုပ်ငန်းကိုပြည်ထရေးဌာနကလုပ်ပါတယ်အဲ့ဒီလိုပြည်ထရေးဌာနကလုပ်တဲ့အခါမှာဒီကျွန်တော်တို့အိမ်ချမ်းကြီးလုပ်ငန်းရှင်တွေရွှေလုပ်ငန်းရှင်တွေအဲ့ဒီလိုပေါ့နော်ဒီကြီးကြီးမားမားလုပ်ငန်းကြီးတွေလုပ်တဲ့သူတွေကိုအားထားပြီးတော့အထောက်အကူပြုနော်ကူညီမှုရယူပြီးတော့လုပ်ကြရတာပါဒါဟာ political ပဲတော့နိုင်ငံအရေးဖြစ်လာပါတယ်ဒါကြောင့်အသင်းရဲ့စီမံခန့်ခွဲမှုဟာ political နိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတယ်လို့ဒါကျွန်တော်တို့ပြောတာပါနောက်တစ်ခုကအသင်းစီမံခန့်ခွဲမှုဆိုတာဘာလဲနော်ကျွန်တော်အကျယ်တော့မပြောပါဘူးပဲဒီ association management ဆိုတာကလူရင်းချက်ကဘာလဲဆိုတော့ဒီထဲမှာပါဝင်လာတဲ့အသင်းသားတွေအတွက်အခွင့်အလမ်း opportunity အမျိုးမျိုးဖြစ်ထွန်းရရှိဖို့အတွက်လမ်းခင်းပေးတယ်စီမံခန့်ခွဲပေးတယ်ပံ့ပိုးထောက်ကူပေးတယ်အဲ့ဒီအလုပ်တွေဟာအသင်းစီမံခန့်ခွဲရေး association management ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ဒီအိမ်ချမ်းကြီးလုပ်ငန်းရှင်အိမ်ချမ်းကြီးအကျိုးဆောင်ခေါင်းတစ်ယောက်ဖြစ်ဖို့အတွက်မှာအရေးကြီးတာကကိုယ်အသင်းဝင်လာပြီဆိုရင်အိမ်ချမ်းကြီးအသင်းဝင်လာပြီဆိုရင်ဒီအသင်းကိုအခြေပြုပြီးတော့ဒီအသင်းကိုအားပြုပြီးတော့ကျွန်တော်တို့ကနိုင်ငံတော်အတွက်ဒီအိမ်ချမ်းကြီးလုပ်ငန်းနဲ့ပတ်သက်တဲ့လိုအပ်တဲ့ကျွန်တော်တို့ကကူညီမှုတွေလုပ်ရတော့မယ်အဲ့ဒီလိုကူညီမှုလုပ်နိုင်ဖို့အတွက်အသင်းသားဖြစ်လာပြီဆိုရင်အသင်းသားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်လို့ဒီကျွန်တော်တို့တဦးချင်းလုပ်ငန်းတဦးချင်းလုပ်နေတဲ့အခါမှာလေကိုယ်လုပ်ငန်းဟာရိုးသားဖြောင့်မမှန်ကန်ဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်တယ်အဲ့ဒီတော့အသင်းစီမံခန့်ခွဲတယ်ဆိုတာကခုနပြောတဲ့အကျိုးဆောင်ကောင်းတွေဒီအသင်းတွေကိုရောက်လာရင်အသင်းစီမံခန့်ခွဲမှုကိုကောင်းကောင်းလုပ်နိုင်ကြမယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်အဲ့တော့အိမ်ချမ်းမြေလုပ်ငန်းလုပ်ပြီဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုတွေရှိရမယ်နောက်တစ်ခါကိုယ့်ရဲ့အကျင့်သီလကျင့်ဝတ်တွေကောင်းတာရှိရဒီနှမျိုးဟာအရေးကြီးဆုံးပါပဲအဲ့တော့အိမ်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းကျွမ်းကျင်မှုတွေဆိုတာကအများကြီးပါပဲเนาะကျွန်တော်တင်ပြထားတာဒီပေးထားတဲ့ note ထဲမှာလည်းဖတ်ကြည့်လို့ရပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်လို့အယောင်းဝယ် marketing ကျွမ်းကျင်ရမယ်အိမ်ချမ်းမြေနဲ့ပတ်သက်လို့ကြော်ညာတာကျွမ်းကျင်ရမယ်လူမှုမီဒီယာ platform တွေကင်တွယ်သုံးသွဲတာမှလည်းကျွမ်းကျင်ရမယ်လူမှုဆက်ဆံရေးလည်းကျွမ်းကျင်ရမယ်negotiation လို့ခေါ်တဲ့စိတ်ဓာတ်ညှိနှိုင်းမှုဆိုင်ရာကျွမ်းကျင်မှုတွေလည်းလိုပါတယ်အယောင်းဝယ်အတတ်ပညာကျွမ်းကျင်မှုနောက်တစ်ခါအိမ်ချမ်းကြီးနယ်ပယ်ကိုကြဲပြန့်ထဲထဲဝင်သိမှုဒါဒီအားလုံးဟာဒီအိမ်ချမ်းကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းကျွမ်းကျင်မှုတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်အဲ့လိုနားလည်ဖို့အတွက်ကျွန်တော်တို့ကအလုပ်လုပ်ရင်သင်ယူနေရပါမယ်ဒီအသင်းကိုဝင်လာရင်အသင်းကြီးရဲ့တာဝန်ဟာဒီအိမ်ချမ်းကြီးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ဉာဏ်ရည်ကျွမ်းကျင်မှုတွေအသင်းသားတွေရသွားအောင်အသင်းသားတွေကိုယ်စီရသွားအောင်ဒီအသင်းကြီးကကူညီရပါမယ်အဲ့ဒါကအသင်းရဲ့စီမံခန့်ခွဲမှုအလုပ်ထဲမှာတော်တော်ကြီးမားတဲ့အလုပ်ပါအိမ်ချမ်းကြီးလုပ်ငန်းလုပ်နေတဲ့သူတွေတက်ရမယ်ဒီလုပ်ငန်းကျွမ်းကျင်မှုနဲ့ပတ်သက်ပြီးတော့ဒီအသင်းကြီးကပညာပေးတဲ့လုပ်ငန်းတွေလုပ်မယ်သင်တန်းတွေလုပ်မယ်ဆွေးနွေးပွဲတွေလုပ်မယ်ဒီအခြားနီလာအမျိုးမျိုးတုံးပြီးတော့ဒီခုနပြောတဲ့လုပ်ငန်းကျွမ်းကျင်မှုတွေကို
ဒီအသင်းသားတွေကိုတိုးတက်အောင်လုပ်ပေးဖို့လိုပါတယ်အရင်ကကျွန်တော်တို့အခြေခံအခုသင်တန်းတွေပေးသွားတယ်အဲ့ဒီအပြင်ထပ်ပြီးတော့ဒီအသင်းသားတွေတဲကကိုယ်လုပ်ငန်းအတွေ့အကြုံတွေကိုဖလှယ်တဲ့နော်အတွေ့အကြုံဖလှယ်တဲ့ဆွေးနွေးပွဲတွေကိုလည်းကျွန်တော်တို့နောက်ပိုင်းမှာဒီအသင်းကြီးကလုပ်ပေးလာတယ်အဲ့ဒါဟာကျွန်တော်တို့လိုအပ်တဲ့ဒီပညာပေးမှုအခြေအနေဖြစ်ပါတယ်